အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်အောင်ဝေဖြစ်ပါကျွန်တော်ကဟင်းချက်ချင်းအမှုပညာနဲ့စားတောက်တွေရဲ့ knowledge sharing ကြောင်းအမြဲတမ်းတင်ဆက်နေတဲ့သူဖြစ်ပါတယ်ဒီနေ့ကလေကျွန်တော်ရဲ့တင်တန်းရှိမှာကိုင်းခင်းကျင်သီးလေးတွေဗျာတပိတ်တာကို2500 3000အဲ့လိုမျိုးလေဈေးသက်သာလေးနဲ့လာရောက်လို့ကျွန်တော်ဝယ်တာဖြစ်ပါတယ်အခုဆိုရင်ဒါနည်းနည်းလေးမှဲ့လာပြီကိုင်းခင်းကျင်သီးလေးတွေနဲ့ကျွန်တော်ဒီနေ့ပါချက်မှာလဲဆိုတော့ကျွန်တော်စိတ်သားဟင်းချက်မှာဖြစ်ပါတယ်ကဲကျွန်တော်တို့ဒေအိုတိုးအရင်တင်လိုက်ဗျာစိတ်သားထည့်တယ်ဗျာခင်းကျင်သီးလေးကိုအကုန်မထည့်ဘူးကျွန်တော်ဟင်းရည်တွေကိုထည့်ဦးမှာဆိုတော့ကျွန်တော်နည်းနည်းလေးခြံထားလိုက်မယ်ထောင်းသားရဲ့စက်သွန်ဖြူနီရင်းလေးကျွန်တော်နည်းနည်းထည့်မယ်ဗျာရုပ်သီးစိမ့်မုတ်လေးထည့်မယ်ဗျာသင်းမုတ်လေးလည်းထည့်မယ်စီလေးလောတော်ပေါ့ဗျာစီမင်းများကျတဲ့လူလည်းစီမင်းများထည့်စီနည်းနည်းကျတဲ့လူလည်းစီနည်းနည်းထည့်ကျွန်တော်ဒီမှာ3စုံလောက်ထည့်လိုက်မယ်ငါငယ်ပြားကြီးလေးစီတက်ရင်မှွေးအောင်လို့စားလေးတစ်စုံလောက်ထည့်ဒါကတော့ဂျပန်အိုးတစ်စိတ်အာချီနိုမူတိုလေးပြီးွားရင်လုံးပေးမယ်ကဲဖုန်းလေးဖုန်းပြီးတော့ပြန်လာခဲ့ပါမယ်ဟင်းချက်တာကိုဆက်စချင်းမှာလွယ်လွယ်ကူကူချက်ချင်တဲ့သူတွေဒီလိုမျိုးပြစ်ထက်ရောမှွေတာချက်လိုက်ပါနောက်တော့15မိနစ်နေပြန်လာခဲ့ပါမယ်15မိနစ်တိတိပြည့်တဲ့အချိန်မှာကျွန်တော်အိုးဖုံးဖွင့်ပြမယ်ကဲပြောရင်ဆိုရင်ခန်းချင်းဒီမှာထွက်လာတဲ့အရည်တွေစိတ်သားမှာထွက်လာတဲ့အရည်ဓာတ်တွေကုံဆုံးအောင်ကျွန်တော်တို့အဖုံးလေးဖွင့်ပြီးတော့နည်းနည်းလေးမှွေပေးမယ်အရောင်နေထားကာလာရဆိုရင်တော့ဒါကျွန်တော်တို့ကအတော်ပဲဗျာကဲဒီတိုင်းလေးဆက်ပြီးတော့ရေခမ်းတဲ့အထိပေါ့ဗျာဒီအောက်ကမီးသွေးမီးလေးနဲ့ရေခမ်းတဲ့အထိကိုနိုင်ခွဲလောက်တည်လိုက်တဲ့ခါကျရင်ခုနက15မိနစ်နဲ့အခုနိုင်ခွဲလောက်ကိုမီးအေးတော့မီးသွေးကဖြည်းဖြည်းချင်းလျော့သွားမယ်အဲ့အပူချိန်နဲ့တော့စိတ်သားကိုနှက်ပြီးတော့မီးအေးလေးကျသွားတဲ့ခါကျရင်စိတ်သားအရေးဖြည်းဖြည်းခမ်းပြီးတော့စီပြန်လာပါလိမ့်မယ်ဒုတိယအချိန်ကျွန်တော်တည်ထားတဲ့ဟင်းအိုးလေးဖွင့်ကြည့်မယ်မီးအေးအေးလေးနဲ့ဆိုတော့နော်စီလေးတွေလည်းဖြည်းဖြည်းချင်းစီပြန်လာပြီအရန်အီအီဓာကြီးလည်းကျွန်တော်သိမကြိုက်ဘူးလောက်နူးတယ်ဆိုရင်တော်ပြီရီကန်တဲ့အခါကျရင်စီပြန်တဲ့အခါကျရင်စိတ်သားရဲ့ texture လေးလေစိတ်သားဆိုတာလည်းနည်းနည်းအရင်အီဓာကြီးလည်းမကောင်းဘူးပေါ့နော်အကဲမိဘတွေဒီလူကြီးမိဘတွေချက်ကျွေးမယ်ဆိုရင်တော့သွားမကောင်းတာတွေပါဆိုတော့စိတ်သားကိုနူးနေအောင်ဖုံးအုပ်ပြီးပဲချက်ကျွန်တော်ကတော့ဒီဒုတိယမြောက်တည်ပြီးတဲ့အခါမှာစိတ်သားရဲ့ texture ကိုလိုချင်သလောက်ကိုဣတဲ့အနေထားလောက်ကိုဖမ်းထားတယ်အရင်ပြည့်အောင်မလုပ်ဘူးပေါ့နော်ကဲမစားသုံးခင်မှာမဆလာလေးဒီမှာကျွန်တော်ပုံမှန်ကတော့ကလားလေးမဆလာသုံးနေကြပါဘောနော်ဒါကဘာလဲမသိကောင်းတယ်ဗျဒီမဆလာလေးလည်းမှုေးတာပဲမဆလာများဖြူပါမယ်ခင်ဗျာမှုေးနေတာပဲနော်အဲ့လိုမဆလာနံလေးသင်းပြီးတော့လေကိုင်းခင်းကျင်သီးလေးတွေထွက်လာတဲ့ဒီဥမာမီအရာသာပေါ့နော်ခင်းကျင်သီးကလက်ဆက်ဆက်ထွက်လာတဲ့အရာသာရဲ့ချင်းပြုံးပြုံးရတာကျွန်တော်ကိုင်းခင်းကျင်သီးနဲ့ချက်တယ်ဆိုတော့ကျွန်တော်ချင်းပြုံးပြုံးရတာလေးကိုလိုချင်တာစီပြန်လာတဲ့ခါကျရင်ဟင်းအိုးလေးချလို့ရပါပြီဗျာသုံးဆောင်လို့ရပါပြီကဲကျွန်တော်တို့ဒီနေ့ဒီလောက်ပါပဲနော်ကျွန်တော်ရဲ့စိတ်သားဟင်းချက်နီးလေးကိုတင်ပေးလိုက်တာဖြစ်ပါတယ်ကျွန်တော်ချက်စားတဲ့နီးတိုင်းကိုပဲကျွန်တော်တင်ပေးလိုက်တာပါဘာမှမလုပ်နဲ့မိတ်ဆွေမအားဘူးဆိုရင်လုံးပြစ်ထက်လုံးမိထည့်ထားလိုက်ရပြီကျွန်တော်ဒီနီးတိုင်းကိုမှတ်ထားပါဟင်းမချက်တဲ့ညီကိုမောင်နှမအောင်ဒီနီးနဲ့ချက်โอเคသွားလိမ့်မယ်ချက်သားဝတ်သားစိတ်သားမဲသားစိတ်ပေးပါလိမ့်မယ်အားလုံးပဲထပ်တာပါကျွန်တော်ရဲ့အဟင်းချက်ဗီဒီယိုနဲ့နောက်နေ့ကျရင်ပြန်တွေ့ပါမယ်ခုလောရဲစမှာကျွန်တော်က kitchen ပြင်နေနဲ့ကျွန်တော်တို့ညီကို3ယောက်စားဖို့အတွက်ကိုဟင်းချက်နေတာဖြစ်ပါတယ်ထပ်တာပါ